ကရင်ပြည်နယ်တနောင်ကြီးမြို့နယ်လိတ်တုံမြို့တွင်ကလေးငယ်များအားကူးစက်ရောဂါများမှကာကွယ်နိုင်ရန်ဒီနေ့နယ်နဲ့9နာရီမှစတင်ပြီးလာစဉ်ပုံမှန်ကာကွယ်စီတိုးစီတိုက်ခြင်းလုပ်ငန်းတွေကိုအမလီရက်ွက်ရှိတိုက်နယ်ကျန်းမာရေးဌာနမှဆောင်ရွက်ပေးခဲ့လို့သိရပါသည်။အဆိုပါကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လိတ်တုံမြို့ကျန်းမာရေးဌာနမှဝန်ထမ်းများကမြို့ဝရက်ွက်6ရက်ွက်နှင့်ကြီးရွာအုပ်စုများမှအသက်1နှစ်ခွဲအောက်ကလေးငယ်များအားမြေခိုင်ယောဂအုံနောက်မီးရောင်ယောဂအုံနောက်တီဘီယောဂစုံဆိုနာကျန်းသာကြောင်စုယောဂဝန်ပြဝန်လျှောယောဂနှင့်ဝက်သက်ကြိုက်တူယောဂကာကွယ်ဆေးများကိုအသက်အရွယ်လိုက်သက်ဆိုင်ရာဆေးများကိုထိုးနှံပေးပြီးပိုလီယိုကြောသေးကာကွယ်ဆေးများကိုလည်းတိုက်ကျွေးပေးခဲ့ကြောင်းနှင့်အဆိုပါကာကွယ်ဆေးထိုးစီတိုက်ခြင်းလုပ်ငန်းများကိုလာစဉ်လာဇန်1ရက်နေ့မှစပြီးပုံမှန်ဆောင်ရွက်ပေးလေရှိရလို့သိရပါသည်။ဒါအပြင်ကျွော်အုပ်စုတွေမှာလည်းသက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲတွေမှာကာကွယ်ဆေးထိုးစီတိုက်ခြင်းလုပ်ငန်းတွေကိုကျေးလက်ကျန်းမာရေးဝန်ထမ်းတွေကဆောင်ရွက်ပေးလေရှိရလို့သိရပါသည်။ဒီသတင်းကိုလိန်သုံးမျိုးပြင်ကြားရေးနေပြည်သူ့ဆက်ဆံရေးဦးစီးဌာနကရိုက်ကူးပေးပို့ထားတာဖြစ်ပါတယ်။